မင်္ဂလာပါလို့ပြောကြပါစေဗျာကျွန်တော်မြန်မာ National Post ကအနောက်တော်လေးပါမြန်မာနိုင်ငံလူနိုင်ငံသားများအားလုံးကိုစိတ်ကြပြကျမ်းမာချမ်းသာကြပါစေဒီကနေ့ပေါ့ဗျာနော်ကျွန်တော်ကအထူးပြုပြီးတော့ဆွေးနွေးတင်ပြမှာတော့မြန်မာနိုင်ငံကိုလက်ညှိုးထိုးရောင်းစားနေတဲ့ပြည်ဖြတ်မိတ်ဆာလူလိမ်တွေအကြောင်းပေါ့ဗျာနော်ဒီကိစ္စကိုမတင်ပြမီကျွန်တော်ပထမဆုံးအနေနဲ့ပါတင်ပြခြင်းလည်းဆိုတော့မနေ့ကပေါ့ဗျာနော်မနေ့ကရခိုင်ပြည်နယ်မြောက်ဦးမြို့ဖေဟိုရုံးကိုတမတော်ကဒီဘုံကျဲခဲ့ရတဲ့အခြေအနေမျိုးရှိတယ်ပေါ့အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့ဒီကနေ့တရင်ထွက်လာရတဲ့ဟိုပြေးလိုက်ရတာကဒီညောင်ဦးမြို့နယ်ဘူးရွက်မညိုးရွာကအေးအဖွဲ့ကိုဘလို့လာတဲ့ပြည်သူတွေရဲ့တရင်ပေးဖို့ချက်ရညောင်ဦးခရိုင်ထွေအုပ်ရုံးထဲမှာအေးကျန်းဖတ်အဖွဲ့စခန်းချပြီးနေထိုင်တော့ကိုတရင်အတိအကျရတဲ့အတွက်ကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ဒီကြောင်းကနေဘုံကျဲပြီးတော့ရှင်းလင်းခဲ့ရတဲ့အခြေအနေမျိုးရှိတယ်အဲ့ဒီမှာအေးကျန်းဖတ်အဖွဲ့ဝင်32ဦးလို့တော့တရင်ထဲမှာဖော်ပြတယ်ပေါ့ဗျာ30ကျော်တိတ်ဆုံးပြီးတော့29ဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့သိရပါတယ်ဒါကတော့တရင်ပေးပို့မှုတိကျခိုင်မာမှုနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တာဝန်ရဆောင်ရွက်ရတဲ့ဆောင်ရွက်ချက်ပေါ့ဗျာနော်ဒါမျိုးအလားတူဖြစ်စဉ်မျိုးဗျာကျွန်တော်တို့ဒီစကိုင်းတိုင်းဒေတာကြီးအတွင်းမှာလည်း UNG ကျန်းဖတ်အဖွဲ့ရုံးဖွင့်မယ်ဆိုတဲ့အခြေအနေမျိုးတွေကြောင့်အဲဒီမှာရှင်းခဲ့ရတဲ့အခြေအနေမျိုးတွေရှိတယ်ဒါကတော့ဗျာဒီအကျန်းဖတ်အုပ်စုတွေအနေနဲ့စဉ်းစားရမယ့်ကိစ္စပေါ့ဗျာနော်မိမိတို့ဒီဥပဒေနဲ့ညီရည်တည်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေလည်းမဟုတ်ဘူးဒီလိုမျိုးခဏတစ်ဖြုတ်ပေါ့ဗျာဂုံစာလို့ရတဲ့အချိန်လေးမှာဂုံစာပြတဲ့အနေအထားမျိုးပဲရှိတယ်ပေါ့ဗျာနော်တမတော်ကမလုပ်ချင်တော့ဘာမှမဖြစ်ဘူးပေါ့ဗျာလုပ်တော့မရှိမလားခံရတယ်ဒီကောလင်းမှာလည်းထိုနည်းတူစွာဖြစ်ခဲ့တယ်ကံလူမျိုးနယ်အတွင်းမှာလည်းအလားတူဖြစ်ခဲ့တာမျိုးရှိတယ်ဆိုတဲ့ခါကျတော့အခုတာထပ်ပြီးတော့အေးကလည်းဒါခရံရုံးထဲမှာဝင်ပြီးတော့အိုင်ဇိုးပိုင်နေပေါ့ဗျာမြို့ကိုတိမ့်လိုက်ပြီးပေါ့ဗျာသူတို့အပြောအရဆိုရင်တော့ခဏပဲရမယ်ကျွန်တော်ပြောတာကမလုပ်သေးသေးကတော့ဂုံစာလို့ရနိုင်တယ်တကယ်လုပ်လို့ရှိရင်တော့အခုလိုအတိဒုက္ခရောက်ရတဲ့အဖြစ်မျိုးတွေကြုံရမယ်ဘုံမစာတင်ဘူးပေါ့ဗျာကိုနေရာကိုနေပြီးတော့ဒီလိုမျိုးတိုက်ခိုက်မယ်ဆိုလဲတိုက်ခိုက်ပါတော့ဒါမျိုးကျူးကျော်ဝင်ရောက်တယ်နောက်ကဘယ်လိုအခြေအနေမျိုးဖြစ်နေပါပြီတိမ့်ပိုက်လိုက်ပါပြီဒီလိုမျိုးတွေဟိုဗျာသူတို့ရဲ့ဝါဒဖြန့်မီဒီယာတွေကလည်းအဲ့ဒါမျိုးပုံစာရတာကိုအလုံးရတာတွေ့နေတဲ့သဘောမျိုးရှိတယ်ပေါ့ဗျာနော်အဲ့ဒါမျိုးတွေတင်ကြတဲ့အခါကျတော့အခုလိုသတင်းအတိအကျရတဲ့အခါမျိုးမှာဖြစ်မနေရှင်းလင်းဆောင်ရွက်ရတဲ့အခြေအနေမျိုးဖြစ်လာရင်တော့အထိနာတတ်တယ်ဆိုတဲ့သဘောလေးကိုတွေ့ကြရမှာဖြစ်တယ်ဒီကျန်းဖတ်အဖွဲ့အနေနဲ့လည်းပေါ့ဗျာနော်UNG လို့ပေါ့သူတို့အဖွဲ့ဝင်တွေကြာဆိုရင်တော့အေးဒါများလည်းနည်းနည်းထုတ်ပြန်တယ်ပေါ့ဗျာနော်အေးရဲ့ထုတ်ပြန်ချက်ထဲမှာတော့သူတို့အကျန်းဖတ်အဖွဲ့ဝင်တေတာကိုရတာပြည်သူတွေတည်တဲ့ပုံစံမျိုးနဲ့ထုတ်ပြန်ထားတာမျိုးပြင်မြင်ကြရမှာဖြစ်ပါတယ်ဒါကအခန်းကြီးနဲ့မြောက်ဦးမြို့ခရိုင်ရုံးထဲမှာတက်ဆွဲနေတဲ့အေးအဖွဲ့ကိုရှင်းလင်းဆောင်ရွက်ရတဲ့အခြေအနေမျိုးပါနောက်ထပ်သတင်းနေမှာတော့ဒီကချင်ပြည်နယ်အတွင်းမှာလည်းပေါ့ဗျာကချင်ပြည်နယ်ဘုံမောင်မြို့နယ်အတွင်းမှာလည်းနေမီကန်စခန်းကို KIA PDF ကျန်းဖတ်သမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ပြန်ရှင်းလင်းဆောင်ရွက်ခဲ့ရတာမျိုးရှိတယ်နောက်တစ်ခါဗန်းမော်မိုးမောက်ကားလမ်းမှာလည်းနေရှင်းလင်းဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ KIA PDF ကျန်းဖတ်သမားတွေတိုက်ပွဲပြင်းထန်တဲ့အခြေအနေမျိုးဖြစ်ပေါ်ခဲ့တာတွေရှိတယ်နောက်ထပ်ဒီ KIA အကြမ်းဖက်အဖွဲ့အနေနဲ့ပေါ့ဗျာသူတို့ရဲ့ဒုခေါင်းဆောင်ပေါ့နော် KIA ဒုခေါင်းဆောင်တာဆုံးပြီးတဲ့နောက်ပိုင်းမှာဒီမိုးမောင်မျိုးကိုတိမ့်မယ်ဆိုပြီးတော့ကြေကြော်ထားတယ်အပြင်းထန်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာလည်းရှိတယ်အဲဒါကြောင့်ဒီတမတော်အနေနဲ့လည်းရှင်းလင်းဆောင်ရွက်မှုတွေစဉ်ဆက်မပြတ်လှုပ်ဆောင်နေရတဲ့အခြေအနေမျိုးထုတ်ပြန်ထားတာကိုတွေ့ရပါတယ်နောက်ထပ်သတင်းကောင်းတစ်ခုကတော့PDF ကျန်းဖတ်အဖွဲ့တွေထံကိုပို့ဆောင်မဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးရမိလိုက်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့တာကတော့23ရက်နေ့ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲဒီမှာသတင်းပေးချက်အရ UNG အကျန်းဖတ်အဖွဲ့ကစကိုင်းတိုင်းမှာရှိတဲ့ PDF ကျန်းဖတ်သမားတွေစီကိုပို့ဆောင်မဲ့လက်နက်တွေဖျားတုံးစုကနေပြီးတော့မန္တလေးဘက်ကိုတည်ဆောင်လာတဲ့လက်နက်တည်ဆောင်လာတဲ့ရင်နှစီကိုဖမ်းဆီးရမိခဲ့တယ်။တရားဦးမြို့အနီးစစ်စေးရေးဂိတ်မှာ
ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် Honda Insight ယာဉ်ထဲမှာတူဝတ်တဲ့ဆောင်လာတဲ့လက်နက်တွေကတော့တော်များပါတယ်ဒီအကြမ်းဖက်သမားလေးတွေကင်ခွင့်မရလိုက်တော့လက်နက်များပေါ့ဗျာနော် NUG ကထောက်ပံ့တာလား NUG ရဲ့နောက်ွယ်ကအမေရိကန်တို့အင်္ဂလန်တို့ကထောက်ပံ့တာလားအမေရိကန်စီကငွေယူပြီးတော့ NUG ကဝယ်ပြီးထောက်ပံ့တာလားပေါ့ဗျာနော်မိတို့ပင်ဆိုစီဒါကအပြစ်မဲ့ပြည်သူတွေကိုတတ်မဲ့လက်နက်တွေပေါ့ဗျာနော်အပြစ်မဲ့ရန်ရှင်လူပြည်သူတွေကိုတတ်မဲ့လက်နက်တွေတင်စင်လိုက်နိုင်တယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်းကျေးဇူးတင်ရမှာဖြစ်ပါတယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းအခုလို PPCC ဖန်ဆီးဆောင်ရွက်ပေးခြင်းအပြင်ဒေသခံပြည်သူတွေဘေးရန်တွေကင်းမှာဖြစ်ပါတယ်ဖန်ဆီးရမိမှုမှာ M22 တနက်8လက် S2 တလက်